Yeah, go. ဒီလင်မယားနှစ်ယောက်ကသူတို့ရဲ့တိုက်ခံထဲမှာမကောင်းဆိုးအားရှိရဆိုပြီးပြောနေကြပါတယ်ဒီလိုတယောက်နဲ့တယောက်ပြောဆိုနေရင်သူတို့ကသက်တည်အနေနဲ့ဗီဒီယိုရိုက်ထားမယ်ဆိုပြီးကင်မရာတစ်လုံးကိုဇပွဲတစ်ခုပေါ်ထောင်ဖြစ်ပျက်သမျှအရာတွေကိုမှတ်တမ်းတင်ထားဖို့လုပ်ပါတော့တယ်အဲ့ဒီလိုလုံးနေရင်အတော်တွင်းမှာပဲသူတို့ရဲ့အနောက်တကားပေါင်းကအရေးတစ်ခုကစတင်ပြီးလှုပ်ရှားနေတာကိုကင်မရာနဲ့အမီယာရိုက်ကူးနိုင်ခဲ့ပါတယ် As soon as we see one, and I'm pretty sure you've cut the video. Yeah. Just try and grab it the best you can. Yeah, go. Quick. ဒါနဲ့သူတို့လည်းအဲ့ဒီအရေးလှုပ်ရှားတဲ့တကားဘောက်ကိုတွားပြီးကင်မရာနဲ့ရိုက်တဲ့အခါမှာအဲ့ဒီအရေးကိုမတွေ့တော့ပါဘူးအဲ့ဒီလိုနဲ့အပေါ်ဓာတ်ကိုတက်ပြီးကင်မရာနဲ့ဟိုလီတီစောက်ရိုက်တဲ့အချိန်မှာပဲတကားဘောက်ရဲ့အပေါ်တောက်ဆုံးမှာခုနတွေ့ခဲ့တဲ့အရေးကိုထပ်တွေ့လိုက်ရတော့သူတို့လည်းချက်ချင်းပဲအဲ့ဒီအရေးနောက်ကိုလိုက်ပြီးကင်မရာနဲ့ပြေးရိုက်တဲ့အခါမှာပျောက်သွားပြန်ပါတယ်ဒီနေ့တော့လူတစ်ယောက်ကအတော်တဲ့ကင်မရာတစ်လုံးနဲ့ရှောက်ရိုက်နေတနေရအရောက်တစ်ပင်အနောက်မှာသူ့ကိုချောင်းကြည့်နေတဲ့မကောင်းဆိုးအရေးကိုတွေ့သွားပါတယ်အဲ့ဒီလိုနဲ့သူလည်းဘာအရာလဲဆိုတာသိကြအောင်လို့အရှိကိုဖြည်းဖြည်းချင်းတိုးပြီးဆက်ပြီးတော့ကြည့်တဲ့အခါမှာဒီမကောင်းဆိုးကသူ့အစိမှာပဲပျောက်ကွယ်သွားတာကိုမြင်ရတော့အတော့ကိုထိတ်လန့်သွားပါတယ်ဒီလူ၃ယောက်ကကစားကွင်းတစ်ခုမှာခြာရဟတ်စီးနေရင်သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့၃ယောက်အပြင်ကင်မရာမှာမကောင်းဆိုးဝါအရေးတစ်ခုကိုပါအမှတ်မထင်ရိုက်ကူးမိလိုက်တဲ့အတွက်စုစုပေါင်း၄ယောက်ဖြစ်သွားတဲ့ဗီဒီယိုကိုပြန်ကြည့်မိလိုက်တဲ့အခါအရန်ကိုထိတ်လန့်သွားခဲ့ရပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတို့ဘယ်လိုထင်လဲဗျ။ပြင်မြင်ချက်လေးတွေမှတ်ပြီးကျွန်တော်ရဲ့ page လေးကို like and share လေးလုပ်တာပေးကြပါအောင်။